သူငယ်ချင်း၃ယောက်ဟာစားတောက်ဆိုင်တစ်ခုမှာရေမော့ပျော်ရွှင်စွာထိုင်နေကြပါတယ်သူတို့အမြဲတမ်းပျော်ပျော်ပါးပါးရှိတတ်ကြပြီးအထူးသဖြင့်ကိတ်ဆိုတဲ့မိန်းကလေးကတော့အမြဲတမ်းပြုံးရွှင်နေတတ်သူပါစားတောက်ပြီးလို့ငွေရှင်းရမယ့်အချိန်မှာတော့ကိတ်ကပြုံးရွှင်စွာနဲ့စိတ်မပူကြနဲ့ဒီတစ်ခါငါရှင်းမယ်လို့ပြောလိုက်ပါတယ်သူမကသူမရဲ့အိတ်ထဲကိုနှိုက်ပြီးပိုက်ဆံအိတ်ရှာနေရင်းနဲ့ရုတ်တရက်ရက်သွားပါတယ်အိုး sorry ပဲသူငယ်ချင်းတို့ရာငါပိုက်ဆံအိတ်မှာမစ်ကြံခဲ့လို့ပြောပါတယ်ဒါကြောင့်သူမရဲ့သူငယ်ချင်းနာဒီယာကပဲအားလုံးအတွက်ပိုက်ဆံရှင်းပေးလိုက်ရပါတယ်ရက်နေငယ်ကြတော့သူတို့ရုပ်ရှင်ကြည့်ဖို့သွားကြပါတယ်လက်မှတ်ရောင်းဌာနကိုရောက်တဲ့အခါကိတ်ကပဲအရင်ဆုံးဒီညရုပ်ရှင်လက်မှတ်ခတွေငါလက်နော်လို့ပြုံးပြီးပြောပြန်ပါတယ်သူမကအယောင်းဝန်ထမ်းစီကိုသူမရဲ့ကတ်တစ်ခုကမ်းပေးလိုက်ပေမဲ့ကက်ကငွေပေးချေလို့မရဘူးဖြစ်နေပါတယ်ကိတ်ကစိတ်လှုပ်ရှားစွာနဲ့ရေမောရင်းအိုးမဟုတ်သေးဘူးဒါကငါရဲ့ကက်ဟောင်းကြီးပဲလက်ဆန်း30ရက်နေ့မှငွေကပြန်ဝင်မှာကိုငါမေ့သွားလို့ပြောပါတယ်ဒီတစ်ခါမှာတော့ကပီကပြုံးလေးပဲသူမရဲ့ပိုက်ဆံအိတ်ကိုထုတ်ပြီးလက်မှတ်3ဆောင်လုံးအတွက်ရှင်းပေးလိုက်ပါတယ်ကိတ်ကသူတို့ကိုကြည့်ပြီးနောက်တစ်ခါကျရင်တော့ဂတိပေးပါတယ်ငါကုန်ရှင်းပေးမယ်လို့ထပ်ပြောပါတယ်ဒါပေမဲ့ရုပ်ရှင်ကြည့်နေတော့ကိတ်ကအိမ်သာသွားဖို့ထွက်သွားတဲ့အချိန်မှာကပီကနာဒီယာဘက်ကိုလှည့်ပြီးကိတ်လိန်နေတယ်လို့ငါထင်တယ်သူဒါမျိုးလုပ်နေတာခဏခဏပဲလို့တိုးတိုးရေးပြောပါတယ်နာဒီယာကလည်းငါလည်းတတိထားမိတယ်နောက်တစ်ခါကျရင်တော့သူ့ကိုသင်ခန်းစာပေးရမယ်လို့ခေါင်းငိတ်ထောက်ခံလိုက်ပါတယ်ရက်နေငယ်ကြတော့သူတို့အလှကုန်ပစ္စည်းဆိုင်တစ်ခုကိုဈေးဝယ်ထွက်ကြပါတယ်အားလုံးကပစ္စည်းတွေရွေးပြီးငွေရှင်းကောင်တာကိုတွားကြပါတယ်ထုံးစံအတိုင်းကိတ်ကပြုံးရှင်စွာနဲ့ဒီတစ်ခါတော့တကယ်ငါရှင်းမှာပါလို့ပြောပါတယ်ဒါပေမဲ့သူမရဲ့ကက်ကိုဝန်ထမ်းစီမကမ်းပေးခင်မှာပဲသူမရဲ့ဖုန်းကရုတ်တရက်မြည်လာပါတယ်သူမကဖုန်းကိုကြည့်ပြီးလန့်တယ်လို့ဟန်ဆောင်ကအိုးမဟုတ်သေးဘူးငါမေဖုန်းဆက်နေတာအမေကဒီအချိန်ဆိုဘယ်တော့မှဖုန်းမဆက်တတ်ဘူး sorry တဲ့သူငယ်ချင်းတို့ရာငါဒီဖုန်းကိုအရေးကြီးလို့ဖြေလိုက်ဦးမယ်လို့ပြောပြီးဖုန်းပြောဟန်ဆောင်ကအဝေးကိုထွက်သွားပါတယ်ဒါပေမဲ့နာဒီယာကကိတ်ဖုန်းထဲမှာအချက်ပေးတန်ကိုကြိုပြီးတတ်မှတ်ထားတာကိုစောစောကလေးကမြင်လိုက်ပြီးသားပါနာဒီယာကကပီကိုသူ့ဖုန်းဆက်တာအတူကြီးငါခုနကမြင်လိုက်တယ်လို့တိုးတိုးရေးပြောလိုက်ပါတယ်ကပီကလည်းငါတီးသားပဲလို့ပြန်ပြောပါတယ်နာဒီယာကသူမနဲ့ကပီရဲ့ပစ္စည်းတွေအတွက်ပဲပိုက်ဆံရှင်းလိုက်ပါတယ်ပြီးတော့ကိတ်ရဲ့ပစ္စည်းတွေကိုကောင်တာပေါ်မှာဒီအတိုင်းထားခဲ့ပြီးသူတို့နှစ်ယောက်ဆိုင်ထဲကထွက်သွားကြပါတယ်ကိတ်ဖုန်းပြောပြီးပြန်လာတဲ့အခါသူမရဲ့ပစ္စည်းတွေကိုကောက်ကင်ပြီးငွေရှင်းဝန်ထမ်းကိုပြုံးပြပါတယ်ဒါပေမဲ့ဝန်ထမ်းကသူမကိုတားလိုက်ပြီးဟေ့မင်းဒီအတွက်ပိုက်ဆံပေးရသေးဘူးလေလို့ပြောပါတယ်ကိတ်ကမျက်တောင်တစ်ခတ်ခတ်နဲ့ဗာလဲငါသူငယ်ချင်းတွေကလို့ပြောဖို့စူးစမ်းပေမဲ့ဝန်ထမ်းကမင်းရဲ့သူငယ်ချင်းတွေကဒီတခါတော့မင်းပဲရှင်းမယ်လို့ပြောသွားကြတယ်အဲ့တော့မင်းပိုက်ဆံရှင်းပါလားလို့ဖြတ်မေးလိုက်ပါတယ်ကိတ်ဟာမျက်နှာတွေညီရဲပြီးအရှက်ရသွားကသူမရဲ့အိတ်ထဲကနေသူမရဲ့ပိုက်ဆံတွေကိုပဲထုတ်ပေးလိုက်ရပါတော့တယ်သူမဆိုင်ပြင်ကိုထွက်လာတဲ့အခါမှာတော့နာဒီယာနဲ့ကပီတို့ကထွက်သွားကြပါပြီသူမဟာကားပါကင်မှာတယောက်တည်းကြံရိတ်ခဲ့ပြီးအိမ်ပြန်ဖို့အတွက်တက္ကစီတစ်စီးကိုပဲငှားပြန်ခဲ့ရပါတော့တယ်တကယ်တော့တခါတရံမှာအကြီးကျယ်ဆုံးသောအပြုံးတွေရဲ့နောက်ွယ်မှာအကြီးကျယ်ဆုံးသောအလိမ်ညာတွေဖုံးကွယ်နေတတ်တာကြောင့်ပါပဲ